ရှင်ပြုမင်္ဂလာပွဲဆင်နွှဲကြစို့လေထမရင်မြစ်ကြီးစီးပါစေမောင်တီလို့လူတစ်နေ့လုံးတစ်ရွာလုံးပြောလို့မဆုံးတဲ့အလူတို့လူကြီးစီရလိုက်တာဝမ်းမြောက်လိုက်တာတို့သားမောင်ရှင်လောင်းလေးသိလာလိုက်တာသမီးလေးကနဲ့သမီးလောင်းအရင်လာလိုက်တာမန္တကြီးလက်ခန့်တဲဝါပီတိပြလိုက်တာတစ်ဖက်မိဘမှုထားပြိုင်ဆက်ရှာတဲ့ဓာတို့အလီဝါအခက်ဆိုင်ကြီးပြောစီရတီတို့လူကြီးမို့တို့ညစီမိဟောင်းမိတ်တင်များစုံသည်ရလို့ပြောလို့မဆုံးမီကြောက်ရွံ့အားပေးကြတာပျော်ရွှင်ရာတို့ရဲ့လူပွဲတော်ပြောရဲ့လားသူ့မကြီးရဲ့ပြောတော့မို့လူကကြီးရဲ့မာကြီးရဲ့တာရှင်ပြုမင်္ဂလာဝဲဆင်းနေကြစို့လေထမင်းရင်မြစ်ကြီးစီပါလေမောင်ကြီးလုံးလုံးတစ်နေ့လုံးတစ်ရွာလုံးပြောလို့မဆုံးနဲ့အလူတို့လူကြီးစီရလိုက်တာဝမ်းမြောက်လိုက်တာတို့သားမောင်ရှင်လောင်းလေးသိလာလိုက်တာသမီးလေးကနဲ့သမီးလောင်းအရင်လာလိုက်တာမန္တကြီးလက်ခန့်တဲဝါပီတိပြလိုက်တာတစ်ဖက်မိဘမှုထားပြိုင်ဆက်ရှာတဲ့ဓာတော်တဲ့အလူတကာကြီးရဲ့ကြွားရောက်တဲ့ဧည့်သည်စီကားလို့ကြည်ပါကွယ်ဘာလို့သေးလဲပြောပဲလူမကြီးရဲ့လာမင်းလေးလဲလူချင်းနဲ့နောင်နဲ့တွေ့လဲလူချင်းနဲ့နောင်တနေရဆက်ပါရမီပြည့်မဲ့လူတကာကြီးရဲ့လာမင်းလေးလဲလူရမယ်နောင်နဲ့တွေ့လဲလူရမယ်နောင်တနေရဆက်ထောင်မခွဲပါလူမကြီးရဲ့မောင်ရီလောင်းလေးလူကြီးရတာကြက်တည်းရှိရဲ့ငါတို့သမီးလေးကိုနာတာလူချင်နူတယ်မောင်ရီလောင်းလေးလူကြီးရတာကြက်တည်းရှိရဲ့ငါတို့သမီးလေးကိုနာတာလူချင်နူတယ်ပြောပါတယ်လူကြီးပြရလို့ကွယ်ပြောပါတယ်ခမီးချောင်းစီမောင်တီလူရဲ့လူရာနာကုသိုလ်ယူမဲ့ကိုလည်းပြောတယ်နေလည်းပြောတယ်သမာဓိယာမိရှင်ဘုရားတပည့်တော်တို့သည်ဗရဏုံသုံးပါးသင်္ဃာ၅ပါးနဲ့ပြည့်စုံသောဒီလတော်မြတ်ကိုခံယူကျင့်သောဆောက်တည်ပါ၏ရှင်မြတ်ဗျာတန်တရာဝိသေယမကံညာပါယဖြင့်အကျိုးအလုံးအားသာဖြစ်သူရှင်ပြုနိုင်ရန်ယဟန်ခံနိုင်ရန်ဤသင်္ကန်းတစ်ပိုက်ဘယ်ကြရာရှိပါလို့ကိုယဟန်ပြုဖို့အတွက်တပည့်တော်တို့သည်ယူရန်ပါ၏ပူဇော်ပါ၏ရှင်ဘုရားသာဓုခေါ်သာဓုသာလာအမင်းနဲ့ပဲလာကဲမေမေရင်နှစ်ချစ်၍မဆုံးပလဲကုံအလားဗရမယအတွင်သားရွှေစင်ကိုကြည်လင်မြတ်တာစီရနာနဲ့
တာမဏိရရှင်ဘဝကိုအဖေသားကြီးဝစ်စီဒီပါကုသလဓမေအပြဝေလို့တာရုကောင်းကြီးခေါ်ဆိုပြီးပြန်ပြောတယ်တညိ့ညိရဲ့နဲ့ပါတကား လူတော်မင်္ဂလာပြောတာတငိမ့်ရဲ့နဲ့စပူပေါ်တစ်ခွင်မှာမနောအမှန်စိတ်ရပါတဲ့အဟောဝတံတသိမ့်လိမ့်ကျွဲလို့ဒုက္ခိတာရှုကြည်ကနိဗ္ဗာန်စိတ်အကြံဒိဋ္ဌံမှန်ပါလို့နံအမတရိုးတဲ့အတူပင်မသွေကိုယ်မြန်ကြွားသူရဲ့အလှရှင်တွေစေလာလွယ်ထွေးမမွေးခင်ကလေးကရင်သွေးလေးကြည်လာရဲ့ရှင်သာမဏေမှုယူရတော့မဲ့တွေးလူတဲ့ဤခဲ့တယ်ဒီကရဏသာယဣမံကာသဝံဒေတဝါသဗ္ဗစေတနာတံေအနုကံကံသိက္ခရဏသာယဣမံကာသဝံဒေတဝါသဗ္ဗဥပါဒာယအရှင်ဘုရားတပည့်တော်သည်ဣမံကိုဉာဏ်ဉာဏ်ပုံဉာဏ်ဖြင့်လင်းဉာဏ်စွာဉာဏ်မှပြုပါရဖြင့်အကျိုးငါတပည့်တော်၏လက်၌ရှိသောဒီသင်္ကန်းကိုယူတော်မူ၍တပည့်တော်အားရှင်မြတ်ဘုရားနှစ်ကြိမ်များသုံးကြိမ်များသာသပါ၏ရှင်ဘုရားပါရှင်မြတ်ဘုရားမလာကဘဝလက်နှလုံးပခုံးလက်နဲ့တည်လို့လေကဤမြတ်မြတ်လူမျိုးငိုရ သောခန္ဓာလက်ခာလောမဒေတာသံဃေဝိညာဉ်စေတလက်သေးသွားအေအယေအဲ့ငါမျိုးဟာတဲ့သက်ဆုပ်စရာရွှန်ချစရာအတုပစေတလက်သေးဝိညာဉ်ဆိုတဲ့အလုံးဟာအတူတူပဲတဲ့လူတွေကနေပြီးတော့ကိုယ်ခန္ဓာကိုယ်ကြီးရှိတာတော့နှိမ့်သက်ကြတယ်ဘွားလက်နှလုံးပခုံးလက်မသိအရွယ်ကအေးမြမြနူယူအငိုးရဲ့တိတ်စီကိုမအိမ်မနေပြူစုယူရခဲ့ကွယ်သားကလေးတအားမွေးထွေးပိုက်လို့ပြေးကြည့်လာဝေတာလောကသေတရဏသေဝနာသေဇိရဏသာယာဧတံသာသဝံယတ္တဝါသမ္မာတိတံနန္တန္တိအနုကံပံဘုရားယာဝိနိယံမိတတိယံမိသရဏဝတ္တလောကသေတရဏသေဝနာသေဇိရဏသာယာဧတံကာသဝံယတ္တဝါသမ္မာတိတံယေယေဝါယေမဘုရားယေယောမယေယေမတိယောဘုရားကိုဒေတော်အားစေတနာ၍ဒေတော်ကိုသနာတော်အပြင်သင်္လာနေဖြစ်အောင်ပြုတော်မူပါရှင်မြတ်ဘုရားယေများသုံးခြင်းများသာသပါ၏ရှင်ဘုရားသေတော်သည်လုံးစုံသောအနာဝဇ္ဇိမသမာယေဒီကံကိုမညာ
ပြုပါခြင်းအကျိုး ဝါရောက်ပင်လန်း ရှင်ဘုရားကြီးလက်နဲ့ပြီးတော့သမင်္ဂန်ကိုပြေတော်အားစေတနာ၍ပြေတော်ကိုသနန္တရာဖြင့်သင်္ဃာနေကြအားပြုပြေတော်မူပါရှင်မြတ်ဗျာဆက်ရှိတော် ဖေသားကြီးရှင်ပြူကြီးလို့တီးလိုက်ဆုံးပီတိသောဘုံကျွဲ မိသားကြီးရှင်ပြူပြီးလို့အတီးလိုက်ဆုံးပီတိသောပုံကျွဲ ဖေသားကြီးရှင်ပြူကြီးလို့တီးလိုက်ဆုံးပီတိသောဘုံကျွဲ မိသားကြီးရှင်ပြူပြီးလို့ ဘုရားမောဒနာယာအပိစ္ဆာညာသာမိဒုတိယမိသံဃာရာဝဋ္ဌဒုက္ခတောမောဒနာယာအပိစ္ဆာညာသာမိတတိယမိသံဃာရာဝဋ္ဌဒုက္ခတောမောဒနာယာအပိစ္ဆာညာသာမိသစ္စာဝေရောတိသန္တရာဝဋ္ဌနေမှာသံဃာပါယခြင်းအကျိုးတော်မှာသင်္ကန်းမျိုးဖြစ်ပေါ်ကောင်းမှန်ပါ၏တပည့်တော်ကိုကြည်ကြည်တော်မူပါဒီနေ့များဟောပါ ဘုန်းနိုင်ရွှေကုန်တာဘုရားဘုရားဘုရားအရှင်ကိုရှောက်ပါလို့အနောက်ကိုမျောလိုက်ရင်အရှင်ကိုရှောက်ပါလို့နောက်ကိုမျောလိုက်ရင်တကူနိုင်ရွှေကုန်တာဘုရားဘုရားဘုရားမိဘနှစ်ပါးတို့၏ပြည့်စံနှုတ်ပါကိုပြည့်ပြည့်စေပါပြည့်စံနှုတ်ပါကိုခံယူပြီးဘုရားမြတ်စွာသာသနာတော်၌သာသနာဝါဒရှင်ဟန်ဖြစ်ဖြင့်ဒီခယံရှင်ပြုခြင်းအကြံခြင်းကုသိုလ်ကောင်းမှုမင်္ဂလာကိုပြုလို့ရခြင်းကသမယ၌ဘုရားမြတ်ဆုံးယတနာတရားမြတ်ဆုံးယတနာတန်ခါမြတ်ဆုံးယတနာဟုဆိုသောဇာမြတ်တော်မှာတို့အားရှိတော်မူသောဘုရားမလျောကရောရသောကာရဝပနာမဘုဒ္ဓကံစေတနာပြပြတို့ကြောင့်အနိဋ္ဌပေတံယမံကတ္တေလွန်ကြီး၍ဘုရားမြတ်စွာသာသနာတော်၌ရှင်သံဃေယဟန်တို့ဘောဖြင့်နေတိုင်မြတ်ကာလပတ်လုံးအတိတိလအတိစိတ်ဓာအတိပညာတို့ဟူသောတိုက်ခါခြင်းစဉ်တရားသုံးပါးတို့ကိုဖြည့်ဆည်းကြိုးစားပွားများအထောက်၍ဉာဏ်ဆိုးစွာရောက်၍ရလွယ်မြတ်မပြည့်ရနေပါစေပြည့်စုံတဲ့ပြည့်စုံဒီလာတောင်းနော်လိုက်ဆိုကိုယ်လိုက်ဆိုတော့အာပန်လေဣဒရဏေနာသဟဓတ္တသာမဏေကပပိစ္ဆသီလံဓမ္မယာသာမိနောကံကတဝါသီလံနေသမေဘံလေဒုတိယံပိတတိယံပိအာပန်လေဣဒရဏေနာသဟဓတ္တသာမဏေကပပိစ္ဆသီလံဓမ္မယာသာမိနောကံကတဝါသီလံနေသမေဘံလေအရှင်ဘုရားတပည့်တော်အားသနာတော်အပြင်ရှင်သာမဏေတို့လိုက်နာအပ်တော်ရှင်သာမဏေတိလသက္ကဗုဒ္ဓမြတ်ကိုရှင်မြတ်တော်မူပါရှင်မြတ်ဘုရားယာမံဝရမိတံဝရေဟိနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသုံးခါဓမ္မံသရဏံဂစ္ဆာမိသံဃံသရဏံဂစ္ဆာမိဩံယံသရဏံဂစ္ဆာမိဓမ္မံသရဏံဂစ္ဆာမိသံဃံသရဏံဂစ္ဆာမိ
ဒုတိယမိဗုဒ္ဓံတရဏံဂိသာမိဒုတိယမိဓမ္မံတရဏံဂိသာမိဒုတိယမိသံဃံတရဏံဂိသာမိဒုတိယမိဗုဒ္ဓံတရဏံဂိသာမိဒုတိယမိဓမ္မံတရဏံဂိသာမိဒုတိယမိသံဃံတရဏံဂိသာမိတတိယမိဗုဒ္ဓံတရဏံဂိသာမိတတိယမိဓမ္မံတရဏံဂိသာမိတတိယမိသံဃံတရဏံဂိသာမိတတိယမိဗုဒ္ဓံတရဏံဂိသာမိတတိယမိဓမ္မံတရဏံဂိသာမိတတိယမိသံဃံတရဏံဂိသာမိဒီလိုမျိုးဒီလားဟာလေပြည့်စုံတော့ဒါနဲ့သိအောင်ပေါ့နော်စောင့်နေတဲ့ဒီလိုသိအောင်သိအောင်ပြီးတော့သင်ရတဲ့ဒီလိုဆိုတော့အာနိပါဒဝရမိခိကာဝေမာရိယာမိမௌဒဝါဒဝရမိတကဝေမာရိယာမိမုဒ္ဒမပြောရလည်းညာမပြောရဒုရာမိရာယမိစ္ဆပမာဒဒါနဝရမိသိက္ခာပင်မာရိယာမိဒီရဲ့ကောမသာဘယ်နှပါလဲရလားမှတ်ပြီလားဘုရားတဲ့ကောဘုရားဥစ္စာကိုမိတော်ချင်းလင်းညာဒီအဲ့ငါမျိုးကျူလွန်ရင်ဘာအပြစ်တဲ့ဘာလင်းကြောင်းဒီအပြစ်တဲ့နော်ဒီထွက်ရမယ်လင်းပြန်လို့ပြောတာနော်ဒီစင်ကကျူလွန်ပြီလေနာမလို့တော့ပါဘူးဆိုလို့ရှိရင်တော့ဒီဘက်မလို့ပါဘူးတဲ့အဲ့ဒီရှင်ဒီသွန်ခေဘွေဆိုရှင်ရတာအကြံဉာဏ်ကိုမုန်းခဲ့တဲ့ဓာတ်တွေကိုလုံးစားလို့တဲ့လူတွေအာရတဲ့စားလို့တဲ့ဟာတွေကိုစားလို့တဲ့ပြီးတော့ဗိုက်စားလို့ရှိရင်မလုပ်မလဲဆိုရင်ဗိုက်ဆိုင်အေးတော့တော့တောက်လို့ပါနော်ငင်နာရောတော့ဒီမွန်းလိုက်ပါအာရုံနဲ့မွန်းနေကြမှာဟောလက်စားဒါလက်စားရင်တန်ပန်ချင်းနသာလင်းချင်းနသာပြောင်းလို့ဖြင့်အတင်းတွေပြေးပြုချင်းရေမွေးပေါတာစနုမိတ်ကအမွေပစ္စည်းတွေကိုမလုပ်ပါဘူးအဲ့ဒါတွေကလူတွေလောက်တယ်လို့နော်ဒီနေတာဇောဘောကြောင့်လို့ဥစ္စာတယနာမဟာတယနာဝေရမိတက္ကဗန္မာရိယာမိမြင့်သောနေရာမြတ်သောနေရာအဲ့ဒါနေရာတစ်ခုပေါ့ဒါပဲမြတ်သောနေရာဒါပဲနဲ့မြတ်သောနေရာအဲ့ဒီမှာဆိုင်တာရောင်းတာအိတ်တာဆက်တာမဟုတ်ဘူးတဲ့တရားမရတော့မဟုတ်ဘူးပေါ့နော်မြင့်သောနေရာဆိုတာကျမ်းမြင်ကဘယ်လောက်လဲမြင့်ကြာရောက်ဆင်ရောက်တွေရေးထားတဲ့လက်သက်နဲ့ကိုတလဲမနလဲမထူတဲ့အဲ့ဒါကိုစိုးမွေးရအဲ့သူကရှင်ဥဒ္ဓမလို့နာမည်တယ်ဥဒ္ဓမမြတ်တယ်ပေါ့နော်မြတ်တယ်ဥပ္ပောေငါ့ရှင်ဒီသံဃာတော်၌ဒီဝိညာကနာပါလောလုံနာမေမိဘနှစ်ပါးပေးတဲ့ရိုးတိုင်းတော်နာမေကိုကြောင်းပြီးတော့ရှင်ဥဒ္ဓမရဲ့နာမည်ကျွန်းစီရှင်ဥဒ္ဓမဆိုရှင်ပြတော်ရှင်ဥဒ္ဓမကိုယ်ဥဒ္ဓမကိုယ်ဥဒ္ဓမ
ဝဲနာမည်ပါလေအေးဝဲအောင်မှာရောကရှင်ဩကမရှင်မြတ်ဗျာရှင်မြတ်ဗျာဒီဘုရားဒီလေးပါကာယကအာယိကမဟုတ်လေသိမှန်တော်မူပါရှင်မြတ်ဒီအလိုရှိတော်ဟာဒီရံနေတော်နဲ့အသတ်တော်အလိုဝတ္ထုတော်ကိုအလိုခံတော်မူပါရှင်မြတ်ဗျာကိုယ်ကသာမိပါတို့မြင်နေဒီလူဝမ်းသာရင်မချမ်းမြေ့လာပါတယ်လာလွင်ဆယ်လောင်သွားတဲ့တားလေးကိုမြင်ပြူတဲ့ပွဲရဲ့ဒီရွယ်ချက်တွေအောင်မြင်တဲ့ဒီနေ့ဒီရဲ့ဒီအချိန်ခါဝဲမိဘတို့ရင်နဲ့ကြည်လူဝမ်းသာရင်မချမ်းမြေ့လာပါရဲ့စိမ့်စိမ့်ကြည်ငါမြင်ပါပြီးပြီးဝေဖြာအမိသားလေးရဲ့ဘယ်နှဝါဆိုလို့ဘယ်စာကိုသင်မလဲပြောစမ်းမအောင်ကွယ်အမေကြားရင်လှပါရဲ့အဖေမလေးပြောမဆောင်တပြုံးပြုံးကြည်ကပါလေးမျက်နှာလာမင်းကြီးဆေးပြန်သားတဲ့အသေးဘဝင်လက်လက်အဖေရင်နဲ့ကြည်နာအားရလာပါတယ်ကုံဆောက်ပြီးနေတဲ့သားလေးရဲ့အတန်ချိုယိုနောင်ဝမှာကြားရတာအာမရအောင်ဝမ်းသာမိပါတယ်တရားတော်ထံပါသင်္ကန်းလုံးကိုယုခတရဏဂုံဆောက်တည်နေတဲ့သားလေးရဲ့အတန်ချိုယိုနောင်ဝမှာကြားရတာအာမရအောင်ဝမ်းသာမိပါတယ်
ဘာတီရ၍လှပနေတဲ့ပန်းကလေးရဲ့သားတိုင်းသမီးတိုင်းရဲ့ညနိုးရပါစေကွယ် မိဘတို့နှလုံးသားသားသမီးအပေါ်မှာထားရှိတဲ့မေတ္တာတိုင်းအိုင်ကမြအေးလာပါတယ်စတဲ့မှာမနောပန်းသာဝတိမညွန်းတော့မှာလေ ပရိသတ်များစုံနိုင်ပြီဖြစ်တဲ့အတွက်နဗလီလာခံယူသောမြင်ဩဃာတဘုံရှုံမြင်ညီညာဖြာဖြာကြောလည်းကြပါစို့စီညာနောဒာသာဘာဒောတာခာယိတောခြေကိုသာဘာစီစီဒုနာဓမ္မဝိဒ္ဓယန္တိယခြေနေဆုံးရည်မှာရာယေနာရာယေနာသံဃာယေနာယေနာယဘုမာတို့ဒီလိုလေးဒီမြတ်ရဲ့ဆုံးကိုရှိဖို့ပူဇော်ဘုရားမရှောတော်ဘာလို့ရှင်များတော်
မြန်မာသက္ကရာ1388ခုနှစ်ပဋိစ္စမင်္ဂလာဥပဒံပရမင်္ဂလာမြင့်မြတ်သောယဟန်ပေါင်းတို့ပို့ဆောင်၍ချီးမြှောက်ပြီးယဟန်ပရိသတ်လူပရိသတ်မြတ်စွာတို့အားကျွေးမွေးအခမ်းခြင်းတတ္တဗဝိသုအစုစုတို့ကိုဆက်ကတူတန်းခြင်းတန်ဝင်တန်ဃာတို့အားတိမ်ထွဲလောင်းလူခြင်းကုသိုလ်မင်္ဂလာပြပြတို့ကိုရှင်းမပြုလို့ရခြင်းခါသမယ၌ကံကတဝါဒီလန္ဒေတာဒီဗန္ဒေဒုတိယံပိအပန္ဒေဣဒရမေနတဟဣဇာတိလံဓမ္မယသာမိနောကံကတဝါဒီလန္ဒေတာဒီဗန္ဒေတတိယံပိအပန္ဒေဣဒရမေနတဟဣဇာတိလံဓမ္မယသာမိနောကံကတဝါဒီလန္ဒေတာဒီဗန္ဒေဒုတိယံပိဗုဒ္ဓံသရဏံဂစ္ဆာမိဒုတိယံပိဓမ္မံသရဏံဂစ္ဆာမိဒုတိယံပိသံဃံသရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံသရဏံဂစ္ဆာမိဒုတိယံပိဓမ္မံသရဏံဂစ္ဆာမိဒုတိယံပိသံဃံသရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံသရဏံဂစ္ဆာမိတတိယံပိဓမ္မံသရဏံဂစ္ဆာမိတတိယံပိသံဃံသရဏံဂစ္ဆာမိဣတရဏကာနံပရိပောဏံပါဏာတိဘာဒဝရမနိတိခာဗရဏမာရိယာမိနာဒေနာဒါနာဝရမနိတိခာဗရဏမာရိယာမိကာမေတုပိစ္ဆာသာရဝရမနိတိခာဗရဏမာရိယာမိဘုဒ္ဓဝါဒဝရမနိတိခာဗရဏမာရိယာမိဥဩတ္တမကျိုးတန်ကျိုးသမီးလေးမဆုလေးမျိုးမိသားစုတို့သည်ကိုယ်စိတ်နှပြဝိရံကွာကျမ်းမာကြပါစေဥပယံပေသိစင်ဝေနေကြပါစေဣဒံမေပုံညံအတဝကယံဝဟံဟောတုဣဒံမေတိလံလိုက်ပါနန္တပိစယောဟောတုဣဒရနေနတပိသတိလံဓမ္မံတရုံကတောအပမရေနဓမ္မာဒေတာယံလုံးလေးမိတ်တန်၃ပါးထားဘောဓုတ္တမမင်္ဂလာ၃ပါးထားတပိလေးကိုနဂရများကိုပြည့်ပြည့်ရှင်းတော်မူကြပါနာတော်ရှင်တည်းတို့ရာယံတုံမိတ်တန်ဝမေသာယောသမနာဘုဒ္ဓနာကဝေတောပါပေကိုရုပ်တုပိညာအကန္တံဘုရားနုဘာဝေနဝိနာသမိတုယံတုံမိတ်တန်ဝမေသာယောသမနာဘုဒ္ဓနာကသတ္တောပါပေကိုရုပ်တုပိညာအကန္တံဓမ္မာနုဘာဝေနဝိနာသမိတုယံတုံမိတ်တံဝမေကလေသယောသမနာဘုဒ္ဓနာကသတ္တောပါပေကိုရုပ်တုပိညာအကန္တံသံဃာနုဘာဝေနဝိနာသမိတုဘဝတုသဗ္ဗမင်္ဂလရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနသာဓုတိဘဝန္တုတေဘုရားရှင်ပွင့်တဲ့သာသနာနဲ့ဂျုံညီရင်တော်လည်းပဲသာသနာ့ဘက်မှာလူပင်ဖြစ်နေရန်တော်လည်းပဲတရားဓမ္မတို့ရဲ့ဘဝတည်ဆက်ဆက်အရာရာပြည့်စုံနေတော်ညာလည်းပဲတဲ့ရှင်ဘဝကိုရဖို့ယဟန်ဘဝကိုရဖို့ဆိုတာအလွန်ခက်ပါလေတရားဓမ္မတွေဒါကြောင့်
နေ့စဉ်ဟောကြားတဲ့ဓမ္မဘာ၅ပါးမှာပပစီတာဘာဝဓမ္မဘာဝတဲ့ရှင်သာမဏေပြေကိုရဖို့ခက်တယ်ယဟန်ပြေကိုရဖို့ခက်တယ်တရားဒီနေ့ဥဒိကျွေတော့ဒေါ်နေနေတွေတော့ဟာကိုယ်သားလေးသုံးသန်းကျော်ကိုမွေးဝမ်းလာတဲ့အချိန်ကစားပြီးတော့ဒီနေ့နဲ့တစ်ချိန်မှာရွယ်ရောက်လာတဲ့အခါငါတို့ရဲ့သားကိုပပစီတာဘာဝဓမ္မဘာရှင်သာမဏေဖြစ်အောင်ပဝေစီတာဘာဝဒုလဘညာဒုလဘဖြစ်အောင်ငါတို့ဟာသာသနာတော်ကိုတွန်းပြီးတော့ငါတို့မိဖနှစ်ပါးလေးပဲသာသနာရဲ့အမွေခံလို့ခေါ်တဲ့သာသနာဓာရိစနာမည်ကိုယူမယ်ဆိုပြီးတော့ဒါဥပဒေတော်ဗုဒ္ဓဘာသာရခိုင်လူမျိုးတွေမြန်မာလူမျိုးတွေအားလုံးကကိုမသားလေးရောက်လာလို့ရှိရင်မြေလေးရလာလို့ရှိရင်အချိန်တန်ရွယ်ရောက်လာတဲ့အခါရှင်ပြုမေဆိုတဲ့စိတ်တွေပေါ့အားလုံးမိဘတိုင်းမှာရှိတယ်။ဒါကြောင့်ဥဒ္ဒရောဒီနေ့ဟာဖြောတန့်ကြိုသည်မိဘနှစ်ပါးရဲ့အထောက်အပံ့ကြောင့်မြင့်မြတ်တဲ့ဘဝကို20မြင့်ပလိုက်တာ။ဟုတ်လားနည်းလို့တာမဏေတစ်ဆင့်ကိုမြင့်ပလိုက်တယ်ပြီးတော့ဗလာမြင့်ပလိုက်ယဟန်အဆင့်ကိုမြင့်ပလိုက်တယ်။ဒါတော့ဒကာဒကာမတွေခံယူစောင့်တည်ထားတဲ့သီလက5ပါးပဲရှိဒီနေ့ရှင်ဥဒ္ဓမခံယူစောင့်နေတဲ့သီလကဘယ်လောက်ရှိလဲ10ပါးဘယ်လောက်မြင်သွားလဲ5ပါးပုံမြင်သွားတယ်ဒီကငါးတဲ့သံဃာကြီးတဲ့နဗတ်တဲ့ယဟန်လောင်းငါးတဲ့ပြည့်စုံရမယ်နဗတ်တဲ့ခြံရည်လေးကိုဒီမှာလို့5ပါးပုံမှာတိမ်ပါလို့ခေါ်တယ်ဒါကိုယ်ရည်ရလည်းပေါ့မိုက်တယ်ဆိုတာတေးလေးအထိမိုက်သွားတာမဟုတ်
စက်တီတို့လို့ရွှေမုံငွေမုံရွာတဲ့နေနှစ်ဖက်တော့ဆွေမျိုးအားလုံးအပျော်ကြီးပျော်တဲ့နေလောမောင်တီးကြတဲ့ဂုံယူတဲ့နေအလူတကအလူမရွှင်လန်းတက်ကြွအလူပင်ရတာအပျော်ကြီးပျော်တဲ့နေအလူကြီးပေးတဲ့နေအလူကြီးပေးတဲ့နေအလူကြီးပေးတဲ့ဒီနေ့လေးမှာမိသားစုတွေအားလုံးပျော်တဲ့နေအပြုံးမျက်နှာမြင်ရတာစိတ်ချမ်းမြေ့တဲ့နေမာလိကတန်စာလေးနဲ့သမီးလေးနဲ့ပျော်နေလိုက်တာစိတ်ချမ်းသာတဲ့နေတာရှင်လောင်းလေးရဲ့အပြုံးမျက်နှာမြင်ရတာစိတ်ချမ်းမြေ့တဲ့နေမာလိကတန်စာလေးနဲ့သမီးလေးနဲ့ပျော်နေလိုက်တာစိတ်ချမ်းသာတဲ့နေပြောဒီပြောတဲ့နေတို့လူကြမှာအမျိုးသမီးလေးတွေပြောဒီပြောတဲ့နေတို့လူကြမှာအမျိုးသားလေးတွေပြောဒီပြောတဲ့နေတို့လူကြမှာအမျိုးသမီးလေးတွေပြောဒီပြောတဲ့နေဒီရောလို့ဒီနေ့လို့အပြုံးပန်းတွေနိုင်လိုက်ပွဲတော့နေလောမောင်တီးကြတဲ့ဂုံယူအလူမရွှင်လန်းတက်ကြွအလူပင်ရတာအပျော်ကြီးပျော်တဲ့နေအလူကြီးပေးတဲ့နေအလူကြီးပေးတဲ့နေအလူကြီးပေးတဲ့ဒီနေ့လေးမှာမိသားစုတွေအားလုံးပျော်တဲ့နေအပြုံးမျက်နှာမြင်ရတာစိတ်ချမ်းမြေ့တဲ့နေမာလိကတန်စာလေးနဲ့သမီးလေးနဲ့ပျော်နေလိုက်တာစိတ်ချမ်းသာတဲ့နေတာရှင်လောင်းလေးရဲ့အပြုံးမျက်နှာမြင်ရတာစိတ်ချမ်းမြေ့တဲ့နေမာလိကတန်စာလေးနဲ့သမီးလေးနဲ့ပျော်နေလိုက်တာစိတ်ချမ်းသာတဲ့ပြောဒီပြောတဲ့နေတို့လူကြမှာအမျိုးသမီးလေးတွေပြောဒီပြောတဲ့နေတို့လူကြမှာအမျိုးသားလေးတွေပြောဒီပြောတဲ့နေတို့လူကြမှာအမျိုးသမီးလေးတွေပြောဒီပြောတဲ့နေဒီရောလို့ဒီနေ့လို့အပြုံးပန်းတွေနိုင်လိုက်ပွဲတော့နေလောမောင်တီးကြတဲ့ဂုံယူအလူမရွှင်လန်းတက်ကြွအလူပင်ရတာအပျော်ကြီးပျော်တဲ့နေ